PDF ပေါ့နော်ညီတို့လက်တိုက်ကားလို့မပြောဘူးပေါ့နော် PDF တွေအကုန်လုံးညီပြောချင်တာညီတို့တွေကမိခိုသူရဲ့ဒုက္ခမဖြစ်ဖို့တော့လိုတယ်ဗျညီတို့ကအရင်ကတည်းကပေါ့နော်အဲ့လိုနည်းနည်းရိုင်းပြောမယ်ဖင်ကောင်းကျင်တာပေါ့နော်အညာမှာကူလုံးကင်တဲ့ကောင်ကဒါတကယ်ပုံမနေပြောတာအညာမှာကူလုံးကင်တဲ့ကောင်ကနည်းနည်းဖင်ကောင်းကျင်တာဘယ်ကြည့်အောင်မလဲအာမကူဘယ်သူမှလည်းအာမကူငါတို့ PDF တွေစုစည်းနိုင်မှရမယ်ကျွန်တော်တို့ PDF တွေနိုင်မှဘယ်မှလဲ PDF တွေတင်ထားတဲ့နေရာညီတို့ခုချိန်ကြီးလုံးလုံးလာပြကြမရှိသေးဘူးစုမိုးနယ်မြေတစ်ခုလို့ဗမာပြည်တိဆောက်ဖို့လို့ဒါကညီညာပုံမနေပြောအဲ့ကနေမှတအားကြီးမတွေးနေနဲ့ရောဒီလိုတွေဟုတ်ပြီအဲ့ကနေမှကြိုးစားနိုင်ပြီဆိုလို့ရှိရင်ညီပရသိတ်ကိုညီခွာချလိုက်မယ်ဖတ်ထွဲလားဖတ်ထွဲစစ်တီကြီးလို့သွားမယ်အကောင်းဆုံးကြိုးစားမယ်ဆိုလိုချင်တဲ့သဘောတရားညီတို့တွေတပေါင်းစုခိုင်မင်းအောင်ဟောဘယ်ပြောရမလဲဒီစောင်းနိုင်မှုဆိုရင်အဲ့တပေါင်းစုဖွဲ့တဲ့ခေါင်းဆောင်ပိုင်းတွေအကုန်လုံးဒီသွားတဲ့ပန်းတိုင်တစ်ခုတည်းဖြစ်နေဖို့လိုတယ်ရှောက်တဲ့လမ်းတစ်ခုတည်းဖြစ်နေဖို့လိုတယ်ရှောက်ပုံကွာကျွန်တော်ကွာလိုက်မယ်ပေါ့ချိုးတပေါင်းစုတွေပြန်ပြဲသွားတယ်ဆိုတာကရှောက်တဲ့လမ်းတွေမတူတော့လို့ညီတို့ကတော့မြင်တယ်ညီတို့လည်းမျိုးမျိုးဖွဲ့ခဲ့ကြတာပဲစာချုပ်ထဲကတစ်မျိုးပေါ့နော်အပြင်မှာတစ်မျိုးတွေများစွာရှိခဲ့တာပဲလေအထူးသဖြင့်ကျွန်တော်တို့လူကြီးပိုင်းအနေနဲ့ညီတို့စကားပြောရရင်တော်တော်အဆင်မပြေဘူးဗျအဲ့လိုမျိုးအနေထားတွေမှာရှိအဲ့တော့ကြတော့ဒါအခက်ခဲတွေအများကြီးပေါ့ရှိတယ်ပြညီတို့ကရှင်းတယ်ညီတို့ကတော်လန်ကြီးကိုပေါ့နော်ညီတို့တွားခြင်းဒီနိုင်ငံရေးရှုပ်ထွေးတွေကြားထဲမှာညီတို့မတွားခြင်းဘူးပုံမလင်းလင်းပြောရမယ်ဆိုနောက်ဆုံးတကွဲဝိုင်းမှာလက်မှတ်ထိုးရမယ်ဆိုရင်တော့ဟဲ့အောင်မင်းအောင်လိုက်မင်းရဖမ်းခံမလားဒါမှမဟုတ်ရင်အဒီခံမလားဆိုရင်လက်မှတ်ပဲကျွန်တော်တို့ကဒီကောင်ကိုထိုးခိုင်းနေတာကျန်တဲ့လက်မှတ်ကိုညီတို့ကမထိုးခိုင်းဘူးဒါပုံမလင်းလင်းပြောတာအဲ့လိုမျိုးဆိုတော့ညီတို့အခုတော့ဇာတူရဲ့ကောင်တွေလာစုံတယ်လို့ညီကတော့မြင်တာပဲလူငယ်ကြီးပဲရှစ်ဖွဲ့လုံးကလည်းကျုံးပါပဲအကုန်ကျုံးပါအဲ့လိုမျိုးလာစုံတာဆိုညီတို့ကတော့အကောင်းဆုံးဖြစ်မယ်လို့ထင်တယ်စီလုံးမှုကလည်းပြတ်သွားစရာအကြောင်းမရှိဘူးဗျဒီတော်တော်လေးကိုချိန်ယူပြီးညီတို့ဓာကြီးကိုတိဆောက်ခဲ့ရတာညီတို့တော်တော်လေးကိုချိန်ယူပြီးတော့ဒီတက်ပေါင်းသူဖြစ်ဖို့တိဆောက်ခဲ့ရတာဖြစ်တဲ့အတွက်ပြတ်သွားမှာမဟုတ်ဘူးတစ်ဖွဲ့နဲ့တစ်ဖွဲ့နားလိုက်မှုလွဲနေရဆိုရင်တော့မှပဲညီတို့တော်လိုင်းကြီးကိုရှေ့ရှုပြီးတော့ညီတို့ဆက်သွားမှာပဲဆုံးခဏတော့ဒီခံနိုင်မှာရအဲ့ဘယ်လိုပြောရမလဲညီတို့ဒီတရုတ်လိုကောင်မျိုးဇီးခွာကုန်နိုင်တဲ့အနေအထားမျိုးအထိညီတို့ရောက်အောင်ကြိုးစားပြီးသွားရင်ညီတို့တော်လိုင်းနိုင်နေပဲဒီကောင်ရှုပ်နေလို့ပေါ့နော်အဲ့လိုကြရှင်းတယ်ညီကတော့တုံမှာပဲအဲ့ကပိုက်တွေပါရင်နားမလဲဒါကြီးကျဲပြောတာပဲကြည့်မလားအဲ့ကောင်ကိုဇီးခွာကိုင်နိုင်တဲ့တနေ့ညီတို့ရွေးတစ်ခုရပြီလို့ညီတို့ထင်တယ်အကောင်းဆုံးညီတို့ကြိုးစားနိုင်တယ်လို့ညီတို့ထင်တယ်ပြီးရင်လက်ရှိနေထားတာလည်းတိတ်ပြီးဆိုးရကြမဟုတ်ပါဘူးညီတို့နာမည်တွေဆုံးနေတယ်မှန်တယ်ဒါပေမဲ့ပြန်ရတဲ့ဟာတွေလည်းအများကြီးရှိပါတယ်သူသတင်းတွေကတော့ဘယ်လိုပြောမထွက်တာပဲရှိရပါမပြောပြတာပဲရှိရပါညီတို့တော့မှပဲကျွန်တော်ဘလက်တကြားမဲ့တွေအဲ့ဒီပြီလားလို့ကျွန်တော်ပြောခံမှာဆိုလို့ညီတို့တိုက်ပွဲတစ်ခုပဲထုတ်ပြရတယ်ကျွန်တော်ညီတို့တိုက်နေရမနေဘူးပဲညီတို့စစ်မနေပင်ကိုလက်ရှိလောလောဆယ်မှာဆို73ခုလောက်ရှိတယ်တိုက်နေရတာမနာရတွေကောညီကိုယ်တိုင်လည်းမနာရတွေကောဒီလုံနေတဲ့ຢာတွေအများကြီးရှိတယ်အဲ့တော့ပြည်သူတွေစိတ်တက်မကြပါနဲ့သိကြတဲ့ရုံရုံကြီးနဲ့တပေပန်းဆိုင်ထားလိုက်ညီလိုမျိုးပေါ်တက်ခဲ့အဲ့ဒါကတော့ညီလိုပြောချင်တာလေပြည်သူတွေကို